ဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့မြန်မာ game log မှာအမြဲနေကြနှစ်ကောင် MLBB နဲ့ PUBG အရုပ်ရွှေ့ game နဲ့အမိုက်ကောက်တဲ့ game ဗီနီကတော့ Venus တိုင်းတိုင်းပဲပြောပြပေးသွားမယ်နော်ဟာတာမဟုတ်တဲ့ဘဟုတုတလေးတွေကိုပဲပြောသွားမှာဖြစ်ပါတယ်အဆုံးထိကြည့်ပေးကြပါအောင်နော်ကဲသိချင်တဲ့သူတွေလည်းသိမယ်မသိတဲ့သူတွေလည်းမသိသေးဘူးပေါ့ဘာပဲဖြစ်ဖြစ်ကြည့်လိုက်အောင်ဝိုင်လေးကမေးမယ်ဗီနီကဖြေပေးမယ်ကဲစပြီနော်ငါကတော့ mobile game ဆိုတာဟုတ်လားဟုတ်ပါတယ်ဒါပေမဲ့ PUBG မှာက PC version လည်းရှိပါတယ်သူကအသက်ပိုကြီးပဲလေ MLBB က July 14 2016မှာ launch လုပ်ခဲ့ပြီးတော့ PUBG ကတော့ PC version ကို March 23 2019မှာ early access စပေးတယ် full release ကတော့ December 2019မှာ release လုပ်ပါတယ် mobile version ကိုတော့ Chinese version ကို February 2018မှာအရင်ဆုံးစထုတ်တာပါတယ်ပြီးတော့မှပဲ worldwide ကိုဖြန့်တာ March 19 2018ဖြစ်ပါတယ်တရုတ်ဈေးကွက်ကိုအရင်စဝင်တာကစိတ်ဝင်စားစရာပဲဘာဖြစ်လို့လဲဆိုတော့ပြီးရင်ဆက်ပြီးတော့ပြပါမယ်ကဲဒီတော့အသက်က MLBB ကပူကြီးပါတယ်ဒါဆို game အမျိုးအစားရော MLBB က 5vs5 mobile game ဖြစ်ပါတယ် PUBG က Battle Royale shooter game PVP နောက်ဆုံးနိုင်ရင် chicken စားရမယ် survival game ဖြစ်ပါတယ် MLBB ကတစ်ဖက်စီမှာ hero 9 ကောင်စီကိုရုပ်ရွှေ့ရပြီးတော့ enemy base ကိုဖျက်ဆီးမှနိုင်မယ် strategy timing teamwork လိုအပ်တယ် PUBG ကလေထီးခုန်ဆင်းမယ်အမိုက်ကောက်မယ်အပြည့်အလှန် soft block တီးမယ်ပြီးတော့ survive ဖြစ်တော့မှာပဲနိုင်မယ် season တစ်ခုရောဘယ်လောက်ကြာတယ် MLBB ကရက်90မှာတစ်ခါ season အသစ်လာတယ် PUBG က2လတစ်ခါကဲရေးကြီးဆုံးဖြစ်တဲ့ revenue ဝင်ခွင့်ရောဘယ်လိုဖြစ်မလဲ2020မှာ MLBB က US dollar 500 million 2022မှာ US dollar 215 million 2025နှစ်ဝက်မှာ US dollar 111 billion ကျော်ရရှိထားပါတယ် PUBG ကတော့ဒီနှစ်2025ရဲ့ highest grossing game ထဲမှာပါဝင်လာပါတယ်ဘီလီယံဂရေနဲ့ချီပြီးတော့ရထားတယ်ပေါ့အဲ့ဒါဘာကြောင့်လဲဆိုတော့ခုနပြောသလိုမျိုးပဲ MLBB က Southeast Asia ဈေးကွက်ပေါ့နော်အရှေ့တောင်အာရှဈေးကွက်ကိုပိုင်ဆိုင်ထားပေမဲ့လည်းတရုတ်ဈေးကွက်ကိုဝင်တာနောက်ကျလို့ဖြစ်ပါတယ်အဲ့ဒါကြောင့်တရုတ်ဈေးကွက်ကိုလက်ဦးမှုရယူထားပြီးတော့ရှေ့တောင်အာရှဈေးကွက်ကိုပိုင်ဆိုင်ထားတဲ့ PUBG ကပိုများနေတာဖြစ်ပါတယ်နောက်ပြီးတော့ PUBG ကဒီ South Asia ပေါ့နော်တောင်အာရှဈေးကွက်ကိုလည်းသူကပိုင်ဆိုင်ထားပါသေးတယ်ကဲဒီတော့ viewership ကိုကြည့်လိုက်မယ်ဆိုရင်ဘယ်လိုဖြစ်မှာလဲဖီနီ viewership ကိုကြည့်လိုက်ရင်တော့ MLBB ကအများဆုံးဖြစ်နေတာကိုတွေ့ရလိမ့်မယ် e-sport chart အရာ MLBB က viewership အများဆုံးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်ပေါ့ဖော်ကြီးကို platform ပါမပါတော့မသိချဘူးပေါ့နော်ဗီနီထင်တာမပါဘူးဆိုလို့ရှိရင်တော့မပါပါဘူး MLBB ကတော့လောလောဆယ်တော့ထိတ်ဆုံးမှာပေါ့နော်ဒီဗီဒီယိုကိုဖန်တီးနေတဲ့အချိန်ထိတော့2025ခုနှစ်အတွင်းမှာ MLBB က84ပွဲ PUBG ကပွဲ130ကျင်းပပေးနေပါတယ်ဒါဆိုရင်စုတွေကိုကြည့်ကြမလားဗီနီ Okay ကြည့်လေဗီနီကြည့်လိုက်တဲ့အခါမှာတော့ mobile game တွေကိုပဲရှင်တဲ့ category ပေါ့နော်အဲ့ဒီအမျိုးအစားမှာတော့MLBB က eSports Mobile Game of the Year ကို2023မှာ2ဆုရထားပါတယ်2024နဲ့2025မှာလည်းတဆုစီရရှိထားပြီးပါပြီ2024မှာနောက်တစ်ဆုကဘာရထားလဲဆိုတော့ Most Competitive Game of the Year ကိုလည်း MLBB ကရရှိထားပါသေးတယ်တခြားဆုတွေဖြစ်တဲ့ Mobile Game Player of the Year လိုမျိုးလည်းရှိပါသေးတယ်ဒါပေမဲ့ထည့်မပြောတော့ပါဘူးဒီ PUBG ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ Mobile Game Category မှာ Mobile Game of the Year ကို2022မှာရရှိထားပါတယ်PC version အမျိုးအစား category မှာတော့2019 2018 2019 2020မှာစုမျိုးစုံရရှိထားပါတယ်။ကဲနှစ်ဂိမ်းလုံးကတော့စေးများတယ်။နှစ်ဂိမ်းလုံးကစော့ရင်ဆွဲတယ်။နှစ်ဂိမ်းလုံးကတော့လောင်ရတယ်။ဘယ်ဂိမ်းစော့လဲဆိုတာဗီနီကို comment ထဲမှာပြောပြပေးခဲ့ကြပါဦး။ဗီနီပါ